ဗုဒ္ဓသာသနာတော်မှာဒီပညာဒီဉာဏ်ရည်မျိုးဟာအဆင့်မြင့်တဲ့ဉာဏ်ပညာမျိုးဖြစ်တယ်။မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နိုင်မှသာကြုံတွေ့ကြရမှသာဒီဝိပဿနာပညာဆိုတာရနိုင်။မြတ်စွာဘုရားသာသနာမပွင့်သေးခင်ကဒီဝိပဿနာပညာဆိုတာဘယ်သူမှဖော်ထုတ်နိုင်ခြင်းမရှိခဲ့ဘူးပေါ့။ဘုရားအလောင်းတော်ဟာတောထွက်ပြီးတော့6 နှစ်ကြာမြတ်တရားဓမ္မတွေကိုရှာဖွေလိုက်တာထိုဝိပဿနာပညာနဲ့ပတ်သက်ပြီးတော့ဟောပြောနိုင်တဲ့ဆရာတဦးတလေမှမရှိခဲ့ဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကပြိဋိဘံသံဃာနီးမှာသုဘဒပရပိုက်ကြီးကိုပြောခဲ့တယ်။နှစ်ပေါင်း52နှစ်အတွင်းမှာတဲ့ဝိပဿနာတရားတစိတ်တသေးတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မတွေ့ခဲ့ရဘူး။အဲ့တော့နှစ်ပေါင်း52နှစ်ဆိုတာဘာပြောတာလဲလို့ဆိုမြတ်စွာဘုရားအဖြစ်ရောက်တဲ့အခါမှာ45နှစ်တရားကျင့်တာ66နှစ်အဲ့ဒီနှစ်တွေကိုပေါင်းလိုက်တဲ့အခါကျတော့52နှစ်တရားကိုပြောတာနော်အဲ့ဒီ52နှစ်ကာလအတွင်းမှာဝိပဿနာတရားဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတစိတ်တသေးတာလေးဟောပြောတဲ့ပုဂ္ဂိုလ်တောင်သူမတွေ့ခဲ့ရဘူးကိုယ်ပိုင်ဉာဏ်နဲ့မြတ်စွာဘုရားထိုးထွင်းပြီးတော့သိခဲ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာဒီပညာလေးတစွန်းတစပဲရသလောက်ယူသင့်တယ်လို့ဆိုတာတော့စိတ်ထဲနှလုံးထဲမှာထားသင့်တာပေါ့နော်သာသနာတော်နဲ့ကြုံတွေ့မှသာဒီဝိပဿနာဆိုတာကြားနာခွင့်ကျင့်သုံးခွင့်ရကြတယ်အဲ့ဒါလို့ကြားနာခွင့်ကျင့်သုံးခွင့်ရတယ်ဆိုတဲ့နေရာမှာလည်းပဲလူဘဝဟာဖြစ်နိုင်ခြေအရှိဆုံးအခြေအနေအကောင်းဆုံးဘဝတစ်ခုဖြစ်တယ်ပေါ့အဲ့ဒါလို့အခြေအနေကောင်းတဲ့ဘဝဖြစ်လို့မြတ်စွာဘုရားကမနုဿတ္တဘာဝဒုံလဘောလူဘဝဆိုတာရခဲ့တယ်လို့ဟောတာရခဲ့တယ်လို့ဟောတာဗြဟ္မာဖြစ်ဖို့တဲ့လူဖြစ်ဖို့ကခက်တယ်လို့ပြောတာမဟုတ်ဘူးနော်ဘာဖြစ်လို့တော့ဆိုဗြဟ္မာဆိုတာကသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးမှဗြဟ္မာဖြစ်နိုင်တာလူဘဝဆိုတာဒါနကုသိုလ်သီလကုသိုလ်နဲ့ဖြစ်နိုင်တယ်သမထကျင့်စဉ်မပါဘဲနဲ့လည်းလူဘဝရနိုင်တယ်အဲ့ဒါလို့အကြောင်းတရားအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဗြဟ္မာဖြစ်ဖို့ရာကပို့ပြီးတော့ခင်းနေပေါ့နော်ဘာလို့လဲဆိုရင်ဘုန်းကြီးတို့ဒီကနေ့ခေတ်မှာကြည်အောင်ဇံရတဲ့ပုဂ္ဂိုလ်ဘယ်နှဦးရှိအလွန်ရှားပါတယ်ပေါ့အဲ့ဒါလို့သမထကျင့်စဉ်နေကျင့်ပြီးမှရတဲ့ဗြဟ္မဘုံတော်မြတ်စွာဘုရားကဗြဟ္မတ္တဘာဝဒုံလဘောဗြဟ္မဘဝရဖို့ရခဲနေလို့မဟုတ်ဘူးတခါလူတွေလည်းချမ်းသာဒုက္ခများလာတဲ့နတ်ဘုံကိုလည်းပဲဒီဝတ္ထဘာဝဒုံလဘောလက်ဖြစ်ဖို့ရခဲနေလို့မဟုတ်ဘူးဟောလူဘုံကြတော့ဘာဖြစ်လို့မနုဿတ္တဘာဝဘုံဒုံလဘောလူဖြစ်ဖို့ခဲနေလို့ဟောတာတော့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ဖို့အခြေအနေကောင်းတွေအကုန်ရှိလို့ပြောတာဒါဖြင့်နတ်ဘုံမှာအခြေအနေကောင်းတွေမရှိဘူးလားမရှိဘူးသီလဆောင်ခြင်းလည်းပဲတရားမင်းကြီးတောင်မှလူပြေလာဆောင်ရတယ်ဒါနကောင်းမှုလုပ်ခြင်းလည်းလူပြေလာလုပ်ရတယ်လူပြေမှာဒါနပဲလုပ်သီလပဲစောင့်တည်ကမ္မထဘာဝနာပဲပွားများအခြေအနေကောင်းတယ်အလွန်အခြေအနေကောင်းတဲ့နေရာလို့ဒီလိုဆိုလို့ဒါကြောင့်မို့လူဘဝရခဲ့တယ်လို့ပြောဘာဖြစ်လို့လဲဆိုလူဘဝမှာတရားဓမ္မကိုနီးလန်းညွန်ပြနိုင်တဲ့ဘုရားဆိုတာလေလူဘုံမှာပဲဖြစ်တာဟုတ်ပိစိကဗုဒ္ဓဆိုတာလေလူဘဝမှာပဲရှိတယ်ကျန်တဲ့သူတော်စင်သူတော်မြတ်တွေများသောအားဖြင့်လေလူဘဝမှာဖြစ်ကြဒါကြောင့်မို့လူဘုံလူဘဝဟာအခြေအနေတွေကြည့်မယ်ဆိုရင်အကောင်းဆုံးပဲပေါ့စိုက်ပျိုးရေးလုပ်ချင်တဲ့လူတွေဟာအခြေအနေကောင်းကိုအရင်ရှာရတယ်မဟုတ်လားဘယ်လိုနေရာအခြေအနေတွေကိုရှာရတော့လို့ဆိုရင်စိုက်ပျိုးရေးလုပ်ချင်လို့ရှိရင်မြေကောင်းရေကောင်းရှိတဲ့နေရာရှာရတယ်မိုးလေဝသမှန်တဲ့နေရာရှာရရေလည်းကောင်းမှမိုးလေဝသလည်းကောင်းမှအဲ့လိုနေရာမျိုးမှာစိုက်ပျိုးရေးလုပ်လို့အောင်မြင်တာပေါ့အဲ့ဒါလိုပဲလူပြေမှာဘာကုသိုလ်မဆိုလုပ်လို့ရသည့်အတွက်ကြောင့်အမှန်တမ်းအခြေအနေကောင်းတယ်အခြေအနေကောင်းတဲ့လူဘုံလူဘဝဒါကြောင့်မို့လို့ရခဲ့တယ်လို့ပြောတာအဲ့တော့ရခဲ့တယ်လို့ဆိုတာတချို့လူတွေကဒီကနေ့ခေတ်မှာ
ကဘာမှာလူဦးရေတွေတိုးတဲ့တန်းပေါင်း 6000 ကနေ 9000 ရှိလာပြီမကြခင် 8000 9000 1000 ဖြစ်တော့မှလူဘဝရခဲ့တယ်ဆိုတာဟုတ်ပါမလားလို့ဒီလိုတွေးတဲ့ပုဂ္ဂိုလ်ဟာတွေးသေးတယ်ဒီဥယေကိုပြောတာမဟုတ်ဘူးအခြေအနေကောင်းတွေအားလုံးဟာလူဘုံမှာရှိတယ်ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုဘာလှုပ်ချင်လူဘုံကအကုန်လုံးဖြစ်နိုင်တယ်တခြားဘုံတွေမှာဒီလိုအခြေအနေကောင်းတွေမပေးဘူးလို့ဒီလိုပြောတာနော်ဇမားတွေလည်းကဘာရှိကြအသက်ရှိကြတော့လည်းပဲသူတို့ဇမဘုံမှာကျင့်သုံးထားတဲ့တရားပဲနှလုံးသွင်းပြီးတော့ဇမပြေမှာဒီလိုအချိန်ကုန်သည်ထိအောင်နေကြတယ်နတ်တွေဆိုတာလည်းစိစိမ်ချမ်းသာတွေခံစားပြီးတော့ဒီလိုအချိန်ကုန်အောင်နေကြတာနောက်ထပ်ကုသိုလ်ကောင်းမှုဆိုတာတိတ်မရှိကြဘူးသူတို့အဲ့ဒါကြောင့်မလို့လူပုံကြတော့ဒီလိုမဟုတ်ဘူးအဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ရုပ်ပါဠိတော်မှာသဖတ်တာယတနိကတုတ်ဆိုပြီးတော့တုတ်ကလေးတစ်တုတ်ဟောထားတာရှိဒီတုတ်လေးကဘုန်းကြီးတို့တွေအမှန်တမ်းတတိထားဖို့ကောင်းတဲ့တုတ်တန်လေးတစ်ခုပေါ့မြတ်စွာဘုရားကအဲ့ဒီတုတ်တန်ကိုဗာနဲ့စတော့ဆိုရင်จิตသားယံတို့တင်တို့အလွန်ကံကောင်းတဲ့အရာတော်ကြတယ်မြတ်သောအကျင့်ကျင့်ဖို့အခွင့်ကောင်းကြီးရထားနေကြပြီဒါလူဘဝရထားတဲ့ပုဂ္ဂိုလ်တွေဟာနော်ဗျမစရိယလို့ခေါ်တဲ့မြတ်သောအကျင့်ဆိုတာမဂ္ဂင်၈ပါးအကျင့်အခုဝိပဿနာဉာဏ်တွေကိုဖြစ်စေနိုင်တဲ့အကျင့်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်ဆိုတဲ့ဗျမစရိယကိုကျင့်သုံးဖို့ရအခွင့်ကောင်းကြီးခုရထားကြပြီဒါအခွင့်ကောင်းဆိုတာရထားတိုင်းလူကိုအကျိုးဖြစ်ထွန်းစေမှာမဟုတ်ဘူးအခွင့်ကောင်းကိုအသုံးချတဲ့ပုဂ္ဂိုလ်ကိုသာလည်းအခွင့်ကောင်းကအကျိုးပြုပါလောကလူတွေဟာတူတူနေကြတော့လည်းပဲအခွင့်ကောင်းကိုအသုံးချသူရှိတယ်အခွင့်ကောင်းကိုအသုံးမချသူရှိတယ်အသုံးမချတဲ့ပုဂ္ဂိုလ်အတွက်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့အသုံးချတဲ့ပုဂ္ဂိုလ်အတွက်ကြအကျိုးအမြတ်တွေအများကြီးရသွားမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ယဟန်တွေကိုจิตသားယဟန်တို့တင်တို့အမတမအရာတော်တယ်ဗြဟ္မစရိယကျင့်သုံးဖို့ရအတွက်အခွင့်ကောင်းကြီးရထားတယ်လူဘုံလူဘဝဆိုတာဗြဟ္မစရိယကျင့်သုံးဖို့အတွက်ဖြစ်နိုင်ခြေအရှိဆုံးဘဝဖြစ်တယ်ငါဘုရားဟာတဲ့ကိုယ်ပိုင်တပ္ပိညုတဉာဏ်တော်ကြီးနဲ့သဖတ်တာယတနိကငရဲဆိုလိုတာကမျက်စိနာနာလျှာကိုယ်စိတ်လို့ဘုန်းကြီးတို့တွေမှာအင်္ဂါရပ်6မျိုးရှိတယ်နော် sense organ လို့ခေါ်တာဒီပြင်ဘာသာတွေမှာသိပ္ပံမှာပြောရင်တော့5ခုပဲပြောတယ်ဘုရားဘာသာကျတော့စိတ်ထိဟိုမှာပါတယ်အင်္ဂါရပ်ထဲမှာနော်မျက်စိနာနာလျှာကိုယ်စိတ်အဲ့ဒါကိုပရိစ္ဆေသမုပ္ပါကျတော့တလယရဏပစ္စယဖတ်တော်နာမရူပပစ္စယတလယတနာတလယရဏပစ္စယဖတ်တော်ဆိုအဲ့ဒါပြောတာနော်မှန်ပါဗျအဲ့ဒါလို့မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဟာကိုအာယရဏ6ပါးအစ္စတိကယရဏ6ပါးလို့ခေါ်တယ်ဒါကုသဏမှာရှိတာတွေကိုဘုရားပြောတာငါဘုရားကိုယ်တိုင်မြင်တာတဲ့သဖတ်တာယတနိကငရဲဆိုတာရှိတယ်တဲ့အဲ့ဒီငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာမျက်စိကဘာပဲမြင်လိုက်စိုးရိမ်စရာတွေကြောက်ရွံ့စရာတွေထိတ်လန့်တုန်လှုပ်စရာတွေပဲမြင်နေသူတို့မြင်ခွင့်အကောင်းဘယ်တော့မှမမြင်ဘူးကဲမျက်စိကမြင်တယ်များကြောက်စရာလန့်စရာတွေကြီးမြင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားနှလုံးသွင်းနိုင်မှာကုသိုလ်စိတ်ဘယ်လိုလုပ်ပေါ်သူကအမြဲတမ်းစိုးရိမ်ထိတ်လန့်နေတာမြင်ခွင့်ကိုသူ့မှာစိတ်ချမ်းသာစရာတကွဲမှမရှိဘူးမျက်စိကမြင်လဲရတဲ့အရာမှန်သမျှကြောက်စရာလန့်စရာသူ့အတွက်မှာစိတ်ချမ်းသာစရာတကွက်မှမရှိတာကိုမြင်ရတယ်။နားကကြားလိုက်ရတဲ့အတန်ကလည်းကောင်းတာတခုမှမရှိဘူး။နှာခေါင်းကရှူလိုက်ရတဲ့အနံ့ကလည်းတခုမှနှစ်သက်စရာမရှိဘူး။တရားကနေလည်းရတဲ့အရာကလည်းတခုမှမရှိဘူးတဲ့။ခန္ဓာကိုယ်ကထိလိုက်တယ်ဆိုတဲ့အရာကလည်းတခုမှသက်သာတာမရှိဘူးတဲ့။စိတ်ကနေကြံတွေးလို့ရလည်းပဲတခုမှကောင်းတာမရှိဘူးစိတ်ချမ်းသာစရာတခုမှမရှိဘူးဆိုလုံးဝဆင်းရဲတယ်မြင်ကွင်းရောကြားတဲ့နေရာအကုန်လုံးအဲ့ဒီလိုငရဲမျိုးရောက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်တရားကျင့်လဲတရားကျင့်နိုင်စွာမရှိတော့ဘူးလို့ဒီလိုဆိုလိုတာနော်
အဲ့ဒါကြောင့်မို့လို့သဗ္ဗတယတနိကငရဲမျိုးမှာဒီကိုယ့်ရဲ့မြင်သမျှကြားကြားသမျှဒီအာယုန်ဒီအာလုံးဟာကိုယ့်အတွက်စိတ်မချမ်းသာမှုဆင်းရဲဒုက္ခတွေကိုကြီးပြပေးတယ်အခုကြတော့အဲ့ဒါလို့မဟုတ်ဘူးကောင်းတာလည်းမြင်ရတယ်မကောင်းတာလည်းမြင်ရတယ်ကောင်းတာလည်းကြားရတယ်မကောင်းတာလည်းကြားရတယ်အမျိုးစုံရှိတယ်ပေါ့လူဘဝတခါသဗ္ဗတယတနိကနတ်ပြည်ဆိုတာအဲ့ဒီနတ်ပြည်ကြည့်လိုက်ပြန်တော့လည်းပဲမျက်စိနဲ့မြင်အကောင်းကြီးပဲမြင်တယ်နားကကြားရတာလည်းအကောင်းနှစ်သက်စရာအတန်ကြီးပဲကြားရတယ်အနံ့ကလည်းမွှေးကြိုင်တဲ့အနံ့တွေအရသာလည်းကောင်းပြီဆိုတဲ့အရသာတွေခန္ဓာကိုယ်ကအထီးတွေ့ရလဲအမှန်တမ်းသက်သာတဲ့အထီးတွေ့ဟောစိတ်ထဲကစိတ်ကူးတာလဲအကောင်းပြီဆိုတာတွေကြီးပဲဖြစ်တယ်လို့အဲ့ဒီနတ်ပြည်ကြတော့လေချမ်းသာဒုက္ခတွေကြီးပဲဖြစ်နေသိချမ်းသာနေပြန်တော့လည်းပဲတရားနှလုံးသွင်းဖို့တန်ဝေကဖြစ်ဖို့ဆိုတာလုံးဝမရှိပြန်ဒီလိုဆိုလိုတာနော်နတ်ပြည်ကသိချမ်းသာနေသည့်အတွက်ကြောင့်တရားနှလုံးသွင်းဖို့အချိန်မရှိဘူးဆိုလိုတာက12ရာသီပွဲတွေရောက်နေတဲ့လူတယောက်ဟာဘယ်လိုလုပ်ဝိပဿနာတရားအထောက်နိုင်မှုပေါ့အမြဲတမ်းပွဲလန်းတဲ့ပင်နေနဲ့အတီးမုတ်အကခုံနေတဲ့မှာနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုလုပ်တရားနှလုံးသွင်းလို့ရလဲအဲ့တော့အမြဲတမ်းဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တယောက်ကလည်းဘယ်လိုလုပ်နှလုံးသွင်းလို့ရမလဲအဲ့ဒါကြောင့်မို့လို့ဒုက္ခကြီးတက်တက်ဖြစ်နေတဲ့ငရဲဘုံဒုက္ခကြီးတက်တက်ဖြစ်နေတဲ့နတ်ဘုံတို့ဟာတရားအထုတ်ဖို့ရအတွက်အခြေအနေကောင်းတဲ့ဘုံတွေမဟုတ်ဘူးတဲ့ဒုက္ခဖြစ်လိုက်ဒုက္ခဖြစ်လိုက်ဆိုတဲ့အခါမှာလူတွေမှာအပြောင်းအလဲလေးရှိသည့်အတွက်ကြောင့်ဒုက္ခနဲ့ကြုံတဲ့အခါတန်ဝေကလေးတွေဖြစ်လိုက်တယ်ဒုက္ခနဲ့ကြုံတဲ့အခါတက်တာတော့လုံးမဆိုတဲ့ကုသိုလ်စိတ်လေးတွေဝင်လာတယ်ဟောဒီလိုဖြစ်တာနော်ဒါကြောင့်မို့လို့လူဘုံဟာအကောင်းဆုံးလို့မြတ်စွာဘုရားဒီလိုဟော